ရွှေနန်းတော်မှာမိုးပြီးလောင်နေပြီ ဘာလို့ရွှေနန်းတော်မိုးပြီးလောင် ဟုတ်ပါပဲကိုကအဲ့ဒါပဲကိုတို့ချင်းချင်းကိုသတင်းတွေမကြောက်ဘူးလား ညငါစောစောအိတ်ကွာ အခုစားကားစားအမိတ်ထုတ်လိုက်တယ်နော်ဒီလိန်လူချင်းချင်းဒီချစ်ကြိုက်ချင်းပေါ့နော်ပေါင်းတင်းချင်းဟာပုံမှန်3ခုကိုချိုးဖောက်တာ အဲ့ဒါရွှေနန်းတော်ကပါတယ် ဟာရွှေနန်းတော်ပိုင်ရှင်ကဟိုပါတယ်ကိုတို့ဝင်ကြီးအောင်တွတ်ခါ ဟောအဲ့တက်ခိုင်ပါကွာဒေါ်တက်ခိုင် အေးအဲ့တက်ခိုင်ရဲ့ယောက်ျားဘောပြားကြီးလေဘောပြားကြီးလေကိုကလေ ဟုတ်လို့လား ဩကိုကလေဓာတ်ပုံရိုက်တာမတွေ့ဘူးလားဓာတ်ပုံထဲမှာတက်ခိုင်နဲ့တော့ तू ကကိတ်သေးတယ်ကိုကလေ ဟိုတက်ကိတ်ရော ဟုတ်တယ်တွတ်ခါတဲ့ကိုကိတ်တယ် မဟုတ်ဘူးလေအဲ့ဒါဘယ်လိုဖြစ်လို့ အဲ့ဒါ3ခုကိုနဲ့အဲ့လိုချစ်ကြိုက်လို့မရဘူးအခုစားကားစားအမိတ်ထုတ်လိုက်တာ အာလောက်လာပြီကွာ သွားပြီနော်အခုသူတယောက်တည်းပုံလို့ ကိုလိုက်အဲ့ဒါ2ယောက်3ယောက်ကိုထိတယ် လူဘသူရှိတယ် ဟာငါတို့ pride မိခင်ကြီးကလည်းအဲ့ဒါပဲလေ ဩဟို29သိန်းကို 29သိန်းဘယ်29သိန်းလား အေး 29သိန်း29သိန်းမဟုတ်ဘူး ကုန်းသူကုန်းသိန်းမဟုတ်နော်သူက 29သိန်း ဩ29သိန်း 29သိန်း9000နဲ့9000 ဩအခုမြင်လက်ခံပေးတာလား ဟွန်း မဟုတ်လေအဲ့29သိန်းကိစ္စနဲ့လေဟိုနှခမ်းတွေကို operation လုပ်ထားတယ် ဒုက္ခပါအဲ့ဒါငါလက်ခံတာမဟုတ်ငါတို့ကစင်းစရာနဲ့တိတယ် ဟုတ် pride မိခင် pride မိခင်မှာထင် သူလည်းသွားပြီ ပြောပြမယ် သူလည်း3ခုကိုမဲ့လိန်တူလေ ဟာဒီခိုင်တင်းဝေလည်းထိပြီ ထိပြီလေဟိုဗလဲ grade ဥဖိုးစိန်ရဲ့ဘာညာအမျိုးတယောက်တည်းကလေ ဩ ဓာတ်ပုံကိုတွေ့ဘူးတော့ တိတယ်ဗမာကိခိုင်ရဲ့ညီမ အေး ပလဲကိခိုင် အဲ့ပလဲကေခံလဲနော်ဓာတ်ပုံထဲမှာခိုင်နေဝေတယ်ကိတ်တယ်သူက ဟိုသူတို့လည်းသတင်းတွေမကောင်းဘူးကွာငါလည်းစိတ်ခိုင်တင်းဝေတဲ့ ဟုတ်တယ်ဓာတ်ပုံထဲမှာလေအဲ့လိုနာမည်ချင်းရိုက်လို့မရဘူးပေါ့နော်စလောက်ပုံနှစ်ချက်တီးလို့မရဘူးအဲ့ဒီကြားကြိုက်တဲ့ကိစ္စကို3ခုခုပေါ့ ကဲမဟုတ်ဒါတော့ကျွန်တော်ဒီကတော့ပြောပြီကိုမင်းအွန်လိုင်းကြီးဦးမင်းအွန်လိုင်းကြီး ဦးမထဲနဲ့တော့ဦးမ အန် ထဲ ကယ်လှိုင်ကြီး အနေလိုင်းကြီးကဒါ အန်ကယ်လှိုင်ကြီး အခုကျွန်တော်စိတ် ကိုလိုက်အခုဒါမလုပ်တင်ကွာကိုချင်းတွေဒါလုပ်တာ ဒီလို3ခုကိုအမိတ်ထုတ်လိုက်တယ်လိန်တူချစ်ကြိုက်တော့ तू ကသဘောမတူဘူးဆိုတော့ကျွန်တော်ကြည့်တာတော့ခါရဲ့ယောက်ျားကိုမြန်မအလားကြိုက်နေတာမသိဘူးနော် ဖြစ်နိုင်တယ်တော့ ဟုတ်တယ်ဟိုကဒုံးချစ်တဲ့ကိတ်တယ် ဟိုဘာဆိုင်လို့တော့ချင်းနေကြ ဒုံးချစ်အရှိပဲကိတ်တယ်ဟိုကအတော့ကိတ်တယ် ဟိုအရှိကိတာပါ သွားလေကွာဒုံးချစ်အရှိပဲကိ ငါ တ် လှုပ်လိုက်ဦးမယ်တော့ကိတ်လည်းလက်ရှိတာတော့ခေါ်တာပဲကြည့်တယ် ဟုတ်တယ်နော်ဟိုတော့ခါယောက်ျားကိုမြန် तू ကြိုက်နေတာမသိဘူးနော် ဟာမလုပ်အောင်တော့ဒါ pride မိခင်ကြီးရဲ့ ဟုတ် ဘဲလေးကိုဆွဲသိမ်းမလားမသိဘူးနော် ဟုတ်ငါပြောဦးမယ်အဲ့ဒါကြိုက်လို့မရဘူးလေ ဘုံဖြစ် तू ကတခါကျမထင်မတိုင်လုံးတတ်တာလေ ဟုတ်ကြိုက်လို့မရဘူးလေ လေတွေကနေဟိုကထုတ်မယ်တရားထုတ်မယ်နဲ့ဟိုအဲ့ဒီဘောလုံးအပြားတွေကိုကြိုက်ရင်ဘယ်လိုလုပ် ဘောလုံးအပြားတွေရှိမလားလို့ အေး ဘောလုံးကအလုံးပဲကြည့်တာလေ ရှိတယ်လေဟိုကလည်းအမှရွှေနန်းတော်အဲ့ကြောင့်တိုင်ပတ်နေတယ်အခုတယောက်တနေစီမှနေလောက်ရတော့မယ်သိရပါ ဟုတ်အဲ့ဒါဦးမင်းအွန်လိုင်းအန်ကယ်လိုင်းကျွန်တော်ပြောမယ်နော်အဲ့ဒါမဟုတ်ကောင်းဘူးနော်အဲ့ဒါပြန်ရုပ်သွင်းတယ်3ခုဆိုတာကကိုချင်းတွေပြန်ထိရနော် နော် ကို